မင်္ဂလာပါခင်ဗျာကိစ္စချက်စီ football show ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ရအောင်ခင်ဗျာ Okay ဆရာသမားတို့ရေကျွန်တော်မနေ့ရောတနေ့ရောဒါဗီဒီယိုမထည့်ဖြစ်မိလိုက်တဲ့အတွက်လည်းဒါတောင်းပန်ပါတယ်เนาะ Okay ကျွန်တော်တို့ဒါဘလုံးပွဲကြားရောက်လေးကိုကျွန်တော်ဆက်လက်လိုက်ရအောင်ခင်ဗျာကျွန်တော်တို့ချက်စီအသင်းကနေပြီးစင့်ဝင်စားနေတဲ့ AC Milan ရဲ့တောင်မှန်ကစားသမား Rafael Leao နဲ့ဒါဂျူပီတာအသင်းရဲ့တိုက်စစ်မှုဘလာဟိုဗစ်ကိုကျွန်တော်တို့ချက်စီအသင်းကနေပြီးစင့်ဝင်စားနေရဆိုတဲ့သတင်းတွေထွက်လာတယ်ဗျာကျွန်တော်တို့ဒါဘာသာတော့လည်းအသိပဲပေါ့တော့ခုလက်ရှိမှာကျွန်တော်တို့ချက်စီအသင်းအနေနဲ့ဒါတိုက်စစ်မှုမှာပေါ့တော်တော်လေးကိုလိုအပ်ချက်ရှိနေရပေါ့ဗျာအဲ့တော့ကျွန်တော်တို့တိုက်စစ်မှာကို44ယောက်ရှိတယ်ဗျာတိုက်စစ်မှုကဂျောပတိုရှိမယ်နီကလာဂျက်ဆန်ရှိမယ်နောက်တစ်ယောက်ကဒါလီယန်ဒီလက်ရှိမယ်နောက်တစ်ယောက်ကကျတော့ကျွန်တော်မန်ကွေးရှိမယ်ဗျာကျွန်တော်တို့ဒါလီယန်ဒီလက်နဲ့ဂျက်ဆန်ကိုကြတော့ကျွန်တော်ဒါသူတို့နှစ်ယောက်ကတော့ကျိန်းတိတ်ကြပေါ့ကလပ်ကနေထွက်မှာဗျာအဲ့တော့ဂျောပတိုကိုကျွန်တော်တို့ကျိန်းတိတ်ကြပေါ့ခိထားမှာဗျဆိုတော့ဒါနောက်ဆုံးတရားဖြစ်တဲ့မန်ကွီကိုကြတော့ကျွန်တော်ချက်စီအသင်းအနေနဲ့တခြားအသင်းစီကိုဒါအငှားထားချုပ်အနေနဲ့လောက်လိုက်မှာဗျအဲ့တော့ခုလို saturation မျိုးဖြစ်နေတဲ့အချိန်မျိုးမှာကျွန်တော်တို့ချက်စီအသင်းအနေနဲ့ဗလာဟိုပစ်နဲ့ဒါအခု Rafael Leao တို့ကိုသွားပြီးတော့ဆွေးနွေးထားတယ်လို့ဒါကျွန်တော်ကတော့ယူဆမိရဗျတော့ဝင်မဲ့လို့ဒါခုဆွေးနွေးဒါကအရန်ကြီး closelyဆွေးနွေးခဲ့တာတော့မျိုးတော့မဟုတ်ဘူးဗျဘာကြောင့်မလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ supporter ကျွန်တော်တို့ Chelsea အသင်းရဲ့ supporter driver 2ယောက်နဲ့ဇာဘီအလွန်ဆိုတို့ကအရင်ဆုံးဒါသူတို့2ယောက်ကတိုင်မရအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ပါဗျဟုတ်ကဲ့အခုကျွန်တော်တို့ဂျူပီတာတိုက်စစ်မှုဗလာဟိုပက်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဆွဲလဲရအောင်ဗျကျွန်တော်တို့ဒါပေါ့နော်ဗလာဟိုပက်ဒီဂျူပီတာအသင်းကနေပြီးတော့ဒါအလွတ်ပြောင်းရွှေ့ခြင်းတာထွက်မှာဗျဒါပေမဲ့တခုတော့ရှိတယ်ဗလာဟိုဘက်ကအတွေ့အကြုံရှိတဲ့ကစားသမားဆိုပေမဲ့လို့သူ့ရဲ့လောက်ခလာစာကအရန်ကိုများလုံးတယ်ဆိုတော့ဒါကျွန်တော်တို့ချက်စီအသင်းအနေနဲ့ပေါ့လေကျွန်တော်တခုစဉ်းစားမိတာကဘာလဲဆိုတော့ဗလာဟိုဘက်ကိုကျွန်တော်တို့9လက်စာချုပ်မယ်အဲ့တော့ကျွန်တော်တို့အခုလက်ရှိဗလာဟိုဘက်ကအသက်က26ရှိပြီဗျဆိုတော့သူ့ရဲ့အသက်ကခုလက်ရှိအသက်26ကျွန်တော်တို့ချက်စီအသင်းကနေပြီး9နဲ့ဆက်ချုပ်လိုက်မှဆိုလို့ရှိရင်သူ့အသက်က33နဲ့ဖြစ်သွားမယ်ဗျအဲ့တော့ကျွန်တော်ဘလို့တွေးမိလဲဆိုတော့ပေါ့နော်သူ့ကိုတပတ်လောက်ခပေါင်တသိန်းခွဲသုံးမဟုတ်တနေ့စာပေါင်တသိန်းခွဲဆိုပြီးတော့ဒါသူ့အတွက်ကိုကမ်းလှမ်းချင်ကောက်ကမ်းလှမ်းလိုက်မယ်ဗျဆိုတော့ဒါဗလာဟိုပက်ဒီကျွန်တော်တို့ချက်စီအသင်းမှမဟုတ်ဘူးဗျပရီးမီးယားလိဘယ်အသင်းမဆိုသူကပြောင်းရွှေ့နေခြင်းတဲ့ကစားသမားတယောက်ပါဗျအဲ့တော့ဘာဘလာဘိုဗစ်ကကျွန်တော်တို့ချက်စီအသင်းနဲ့မတိုင်မီပေါ့လေအာဆင်နယ်အသင်းနဲ့တော်တော်လေးကိုသတင်းတွေထွက်ခဲ့တယ်ဗျတော့ပေမဲ့လို့ကျွန်တော်ဆောင်းနာကပြောခဲ့သလိုပဲပေါ့လေကျွန်တော်တို့ဒါ supporter driver 2ယောက်အနေနဲ့ဒါဇာဘီအလွန်ဆိုနဲ့ကတိုင်ပင်ပြီးတော့မှကျွန်တော်တို့တွေကဒါဗလာဟိုပစ်နဲ့ဆက်သွဲစုံစမ်းနိုင်မှာပေါ့လေအဲ့ဒါမှပဲဒီအပြောင်းရွှေ့ကဒါအလုပ်ဖြစ်မှာပေါ့ဗျာကျွန်တော်တို့ Chelsea အသင်းပိုင်ရှင်အနေနဲ့လည်းကျွန်တော်တို့ Chelsea ပရိသတ်တွေကိုဒါအတွေ့အကြုံရှိတဲ့ကစားသမားတွေနောက်တစ်ခုကကျွန်တော်တို့ scale ကောင်းတဲ့ကစားသမားတွေကိုခေါ်ပေးမယ်လို့သူတို့ကိုယ်တိုင်ပြောထားတဲ့အတွက်ကြောင့်မို့လို့ဒါအခုဗလာဟိုဘက်နဲ့ပတ်သက်တဲ့သတင်းကတကယ်ဖြစ်လာမလားမဖြစ်လာဘူးလားဆိုတာကိုတော့ကျွန်တော်တို့အနည်းစင်တော့စောင့်ကြည့်ရအောင်မယ်ဗျ။ Okay ကျွန်တော်တို့ဒါနောက်တစ်ခုဆွေးနွေးပေးချင်တာကခုလက်ရှိကျွန်တော်တို့ AC Milan ရဲ့တာဝန်ကစားသမားလည်းဖြစ်တယ်။နောက်ပြီးတော့ပေါ်တူဂီကစားသမားလည်းဖြစ်တဲ့ Rafael Leao အကြောင်းလေးကိုကျွန်တော်ကနေပြီးဆွေးနွေးပါမယ်ဗျ။ Okay ကျွန်တော်တို့ဒါ Chelsea အသင်းအနေနဲ့ပေါ့လေ Rafael Leao ကိုဒါစိတ်ဝင်စားနေတဲ့သတင်းထွက်လာတယ်ဆိုတော့ကျွန်တော်တော့နည်းနည်းတော့အောင်းမိရဗျ။ဒါတော့ပေမဲ့လို့ Rafael Leao ကကျွန်တော်တို့ Premier Club အသင်းအနေတွေကိုလည်းသူကိုယ်တိုင်လာခြင်းနဲ့ဗျာသို့ပေမဲ့လို့ကျွန်တော်တို့ Chelsea အသင်းတော့မဟုတ်ဘူးဗျသူလာခြင်းတဲ့ club အသင်းတွေက Manchester United ရှိမယ်နောက်တစ်ခုက Arsenal အသင်းရှိမှာဗျအဲ့တော့ဘာသာဆိုလဲအခုလက်ရှိ saturation ကိုသိမှာဗျာကျွန်တော်တို့အခုတောင်ပံမှာကနာချိုးကိုရောက်ထုတ်မှာဗျာကျိတ်တိတ်ကြပါရောက်ထုတ်မယ်ပထုံနထိုကိုကြတော့ကျွန်တော်တို့အယောင်စင်းတော့တင်ထားတယ်ဗျအဲ့လိုမျိုး saturation မျိုးမှာကျွန်တော်တို့ဒါ Rafael Leao ကိုကျွန်တော်တို့ချက်စီအသင်းကနေပြီးစိတ်ဝင်စားနေရဆိုပြီးတော့အီတလီသတင်းဌာနကနေပြီးတော့ဒါသတင်းတွေထွက်လာတယ်ဗျအီတလီသတင်းဌာနတွေကလည်းဒါယုံကြည်လို့ရတဲ့သတင်းဌာနတွေလည်းဖြစ်တယ်ပေါ့လေအဲ့တော့ Rafael Leao ကိုယူရိုတိုင်း60ပေးပြီးတော့ဒါ Rafael Leao ရဲ့ကလပ်အသင်းဖြစ်တဲ့ AC Milan စီကိုတွားပြီးတော့ဆွေးနွေးမယ်လို့လည်းသိထားတယ်ဗျ Okay ခုဒါကျွန်တော်တို့
Rafael Leao ရဲ့အပြောင်းအရွှေ့ကိုတကယ်ဖြစ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Chelsea အသင်းအနေနဲ့တော်တော်လေးကိုအဆင်ပြေသွားမှာဗျဒါဘာလို့လဲအသိပဲပေါ့လေကျွန်တော်တို့ Chelsea အသင်းမှာလဲတောင်ပန်မှာလဲတကယ်ကိုလိုအပ်ချက်တွေရှိရဗျတခုရှိတာက Rafael Leao ဒီကောင်းတဲ့ကစားသမားဆိုပေမဲ့လို့သူ့ရဲ့လောက်ခလာစားကလည်းဒါတော်တော်များတယ်ပေါ့လေဘလာဟိုဘက်နဲ့မတိမ်မရေးပဲပေါ့ဗျာအဲ့တော့ကျွန်တော်တို့ Chelsea အသင်းအနေနဲ့တကယ်ပဲဈေးကြီးပေးပြီးတော့ကျွန်တော်တို့ Rafael Leao ကိုခေါ်နိုင်ပါမလားဆိုတာကိုတော့စိတ်ဝင်စားစရာပဲပေါ့လေ Okay ကျွန်တော်တို့ဒါညီကိုတွေအတင်းနဲ့ရောဘလို့တွေးမိကြလဲဗျကျွန်တော်တို့ညီကိုတွေရဲ့အတွေးတွေကို comment ထဲမှာမှတ်ခဲ့ကြဖို့ကျွန်တော်ကတောင်းဆိုလိုက်ရပါခင်ဗျာကျေးဇူးတို့တရားကျေးဇူးတာအားလုံးကလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ Football is the game